3D model အမျိုးအစားတွေအကြောင်းလေးနည်းနည်းလောက် 3D modeling ကတော့ design လောကကိုတော်တော်ပြောင်းလဲစေခဲ့တာဗျအဓိကအားဖြင့်အမျိုးအစား၃မျိုးခွဲပြောလေရှိပါတယ် wireframe model ကရိုးရှင်းဆုံးပဲအရာဝတ္ထုရဲ့အနာတတ်မြင့်ကြောင်းဒီပဲပါတာအယိုးစုလိုမျိုးပေါ့ဖန်တီးရလွယ်ပေမဲ့ရှုပ်ထွေးတဲ့အရာတွေမှာဘယ်ဘက်ကရှေ့ဘယ်ဘက်ကနောက်လဲဆိုတာမတဲကွဲတာမျိုး ambiguity ဖြစ်တတ်တယ် ဒုတိယ surface model ကတော့ surface model ကကြတော့အရာဝတ္ထုရဲ့အပေါ်ယံမျက်နှာပြင်ခွန်တွေကိုပဲဖန်တီးတာအတွင်းပိုင်းကအခေါင်းပေါ့ကားကိုယ်ထဲဒီဇိုင်းလိုမျိုးရှုပ်ထွေးတဲ့အကွဲအဝိုက်တွေ mold design တွေမှာအသုံးဝင်တယ်ဒါမဲ့သူ့မှာထုထဲ volume တဘောတရားမပါဘူး နောက်ဆုံး solid model ကတော့ အဆိုင်အခဲတစ်ခုလုံးပေါ့ဟုတ်ပါတယ် solid modeling ကမျက်နှာပြင်ရောအတွင်းသားပါအဆိုင်အခဲအဖြစ်သတ်မှတ်ဖော်ပြတယ်ဒါကြောင့်သူ့ရဲ့ထုတွေ volume တရားထု mass အလေးချိန် performance centroid စတာတွေကိုကွန်ပျူတာကတွက်ချက်ပေးနိုင်တယ် finite element analysis FEA လို့ engineering စစ်ဆေးမှုတွေလုပ်ဖို့တော့လည်းမရှိမဖြစ်လို့ဟုတ်တယ်ဒီနေ့ခေတ် design အများစုက solid modeling ကိုပဲအခြေခံကြပါတယ် နောက်တစ်ခုစဉ်းဝင်စားတာက parametric modeling constraint based modeling လို့လည်းခေါ်တယ်အဲ့ဒါကဘယ်လိုလုပ်တာလဲ အဲ့ဒါက 3D modeling မှာတကယ့်ကိုအရေးပါတဲ့အယူဆပဲဒီနေ့လက်မှာအရာဝတ္ထုရဲ့ပုံစံကိုတိုက်ရိုက်ဆွဲထားလာတဲ့အရွယ်အစား dimensions တွေနဲ့အစိပ်ပိုင်းဒီကြားကဆက်နွယ်မှု constraints တွေကိုတုံးပြီးတည်ဆောက်တာ constraints ဆိုတာကဥပမာဒီမျက်နှာကြောင်းကအမြဲမြင့်ပြိုင်ထည့်ရမယ် parallel ဒီစဝိုင်းတစ်ခုကဘဟုတူရမယ် concentric ဒီမြင်းကဒီစဝိုင်းကိုထိနေရမယ် tangent ဆိုပြီးစီးမြင့်တွေတတ်မှတ်ထားတာမျိုးပေါ့ အဲ့ဒီတော့အားသာချက်က dimension တစ်ခုကိုပြောင်းလိုက်ရင် ဟုတ်တယ်ဆက်နေတယ် constraint လောက်ထားတဲ့တခြားအစိပ်ပိုင်းတွေပါအလိုလျောက်လိုက်ပြောင်းသွားလေဥပမာအပေါက်ရဲ့အရွယ်အစားကိုပြောင်းလိုက်တာနဲ့သူ့နဲ့ဗဟိုတူအောင်လှုပ်ထားတဲ့တခြားအစိပ်ပိုင်းတွေပါလိုက်ရွေ့သွားတာမျိုးပေါ့ဒါကြောင့်ဒီဇိုင်းကိုပြင်ဆင်ပြောင်းလဲရတာအရန်လွယ်ကူမြန်ဆန်သွားတယ် အဲ့ဒီမှာ design intent ဆိုတာအရေးကြီးတယ်လို့ပြောတယ် မှန်ပါတယ် design intent design ရည်ရွယ်ချက်ဆိုတာက designer ကဒီပုံစံကိုဘလို့ရည်ရွယ်ချက်နဲ့တိစောက်ထားတယ်လဲဆိုတာကို model ထဲမှာထည့်သွင်းစဉ်းစားထားတာဘယ် dimension ကအဓိကလဲဘယ်ဟာကပြောင်းလဲနိုင်လဲအစိပ်ပိုင်းတွေကဘလို့ဆက်အလုပ်လုပ်သိမ်းတယ်လဲဆိုတာကြိုးစဉ်းစားပြီးတင့်တော်တဲ့ constraints တွေ dimension တွေနဲ့တိစောက်ထားမှာ model ကပြောင်းလဲပြင်လဲရှိပြီးအသုံးဝင်မှာဒါကပုံဆွဲတာတသက်တဲ့ပို့ပြီးစဉ်းစားရတဲ့အပိုင်းပေါ့ဗျာ 3D ပုံစံนี่ဖန်တီးတဲ့အခါအခြေခံပုံစံလေးတွေကိုပေါင်းစပ်သုံးတယ်လို့လည်းဆိုထားတွေ့တယ် box cylinder လိုမျိုး ဟုတ်ပါတယ်ရှုပ်ထွေးတဲ့ပုံစံတွေကိုအခြေခံအတုံးခဲလေးတွေ primitive လို့ခေါ်တယ်ကို boolean operation ဆိုတဲ့တင်ချာနီးလန်းနေနဲ့ပေါင်းတာ union နှုတ်တာ subtract difference လို့ခေါ်တယ်စုံတဲ့နေရာကိုယူတာ intersection ဒီလောက်ပြီးတိဆောက်လေးရှိပါတယ်ဒါက solid modeling ရဲ့အခြေခံနီးလန်းတစ်ခုပါ